စိတ်ဓာတ်ကြားတဲ့ပုဂ္ဂိုလ်ကြီးရွတ်ဖို့ကောင်းတယ်ပါသောအဟံဝေမိတ္တာမိသောအဟံထိုငါဟာယထာတတ္တိစွန့်ရည်တတ္တိရှိသလားယထာပလံခွန်အားရှိသလားဝေမိတ္တာမိလုံးလပြုမယ်သမုဒ္ဒတသမုဒ္ဒရာရဲ့ပါရံဟိုဘကအရောက်ခိစ္ဆံသွားမယ်ကတ္တံပုရိသကာရိယပုရိသကာရိယယောက်ျားတွေလုံးလထုတ်ပြီးပြုလုပ်ရမယ်အလုပ်ကိုကတ္တံဆက်လက်ပြီးတော့လုပ်မယ်ဆိုပြီးဆက်ကူးသွားပါလေရောအဲ့ဒါလို့မဟာဇနကမင်းသားဆက်ပြီးတော့ကူးသွားတဲ့အခါမှာနတ်သမီးကယောတွန်ဧဝံဂတိဩခေအပမေယမဟနဝေဒီလောက်ကိုရေစည်းကလည်းအမတန်တန်လိုင်းတွေကလည်းအမတန်ထန်တဲ့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာတဲ့မင်းဟာတတ္တိရှိရှိနဲ့လုံလဝိရိယနဲ့ပြည့်စုံပါပေတယ်မင်းရဲ့ကျိုးပန်းအထောက်မှုကြောင့်ပင်လယ်ကြီးထဲမှာမင်းနစ်မြုပ်မသွားဘူးကမ္မုနာနာဝတိရတိမင်းလောက်ရကြောင့်ပင်လယ်ကြီးထဲမှာမြုပ်မသွားဘူးသောတွန်တတ္ထိဝကိစ္ဆာဟိယထတေနိရတောမနောမင်းရောက်ချင်တဲ့နေရာရောက်ပါစေမယ်လို့ဆိုပြီးတော့နတ်သမီးကလက်ဆွဲပြီးတော့ခြေထဲကနေသူ့ကိုဆွတ်တင်လိုက်နော်နတ်သမီးနဲ့လည်းတွေ့ရခါရမေ့သွားမေ့စိတ်ပြေးလိုက်တာလို့ဖြစ်သွားကူးနေတဲ့လက်ကိုခုတ်ကနေဆွဲလိုက်သလားမရှိဘူးအဲ့ဒီမှာဆွဲခေါ်လိုက်တာဆွဲခေါ်လိုက်တဲ့အခါကျတော့အိပ်ပျော်သွားချက်ချင်းကြီးတကယ်တော့နတ်သမီးကခြေထဲကနေဆွဲပြီးပွေ့ခေါ်သွားတယ်သူပွေ့ပေါ်ပြီးတော့သူသွားကျင်တဲ့နေရာကိုပုတ်ပေးလိုက်တယ်ဘယ်တော့ဆိုတော့ဝိရိယတိုင်းမိထီလာမြို့အနီးမှာရှိတဲ့တရေဥယျာဉ်ပင်ရဲ့တရေဥယျာဉ်ထဲကိုပုတ်ပေးလိုက်တယ်အဲ့ဒီတရေဥယျာဉ်ထဲမှာမင်းဆိုရသားတွေလာတဲ့အခါမှာဒီနေထိုင်ကြတဲ့ကြောက်ဖြာကြီးပေါ်မှာသူ့ကိုတေးသေးချာချာချပေးထားတယ်ပြောမယ်ဆိုလို့ရှိရင်ရေကူးရင်မောပြီးအမောဆိုးသွားတာလည်းဖြစ်ချင်းဖြစ်ပါဘောနော်အိမ်မက်တဲ့မဲ့တယ်လို့လည်းဖြစ်ချကောင်းဖြစ်လိမ့်မယ်ခါရဲပွေးချီပြီးတော့အဲ့ဒီပို့သွားတာသူတတိမရတော့အိပ်ပျော်သွားအိပ်ပျော်ပြီးတော့အဲ့ဒီတည့်ရဲ့ဥယျာဉ်ထဲကိုသူချတာနတ်သမီးကအဲ့ဒီချထားခဲ့ပြီးပြန်သွားရင်ဇလန်းကတော့အဲ့ဒါပဲ